တော်လန်ရေးထဲမှာလည်းဒီလိုလူတွေရှိနေပါတယ်ဆိုတာကိုစာလေးနဲ့ဖတ်ပြပါမယ် ဟုတ်ကဲ့ပါ ။မျက်စားတင်တဲ့ကောင်တွေလက်စားလာတော့လူငယ်တွေရဲ့အိမ်ပြန်ခီးဟာစောလက်မွန်ငါးတွေထက်ပိုခက်ခဲလာတယ်။လူကြီးမင်းများဒီတော်လန်ရေးဟာချစားနေတာလားခွာစားနေတာလားတကူတာမပြနိုင်တာရုပ်ကစိုးဖြစ်ချင်တဲ့ငခုံးမတွေဒူးနဲ့ဒီအညာကိုပြန်ကြည့်မင်းကိုမင်းပြန်မေးဒီတော်လန်ရေးမှာဘယ်သူတွေတစ္ဆာဖောက်ခဲ့တယ်လဲဆိုတာတာဝန်နဲ့အာဏာကိုမကွဲရ၍လူငယ်မျိုးဆက်ခေတ်ဆက်ဆက်မှာဒီတော်လန်ကြီးကရှိနေအောင်မှာတန်းတူညီမျှမရှိပဲဒီမိုကရေစီမလိုချင်နဲ့တသားဆံပြုတ်ဘူဆံပြုတ်ပေါ့တော်လန်ကြီးအစကိုပြန်သွားငါတို့တွေဘာကောင်မှမဟုတ်ခဲ့ဘူးဆိုတာကိုမမေ့ပါနဲ့အညာမီဒီလောက်ပါပဲ